ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒေတာနာဒီမင်း channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အားချောင်းနေတဲ့ကောင်တွေအားလုံးဗဆက်ပိတ်သွားတက်ဆူရိုတိုင်ရန်နဲ့ပွဲမှာအကောင်းဆုံးပုံစံနဲ့ပောက်ကွဲပြမယ်ဆိုပြီးကြုံဝါလိုက်တဲ့မြန်မာကောင်ဆောင်ဖိုင်တယ်လီဂျိုရှွာဘင်းရဲ့အကြောင်းကိုတင်ဆက်ပေးသွားချင်တာဖြစ်ပါတယ်ဗီဒီယိုကိုမတင်ဆက်ရသေးခင် subscribe မလုပ်ရသေးတဲ့ပရိသတ်တွေရှင် channel လေးကို subscribe လုပ်ပြီး notification လေးယူထားခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကိုစလိုက်ရအောင်ပါဂျိုရှွာဘန်နဲ့တဆူရိုတန်နာရီရဲ့ပွဲကလည်းတဖြည်းဖြည်းနဲ့ပရိသတ်တွေရှိကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။မကြခင်မှာဆိုရင်9လပိုင်းနဲ့ကိုရောက်ရှိလာတော့မှာပါ။9လပိုင်း10ရက်နေ့မှာဆိုရင်မြန်မာကောင်ဆောင်ဖိုင်တာဂျိုရှွာဘန်နဲ့တဆူရိုတန်နာရီပါဝင်ထိုးသက်မဲ့ UFC 328ပြိုင်ပွဲကြီးကရှိလို့နေပါတယ်။ဒီပွဲရဲ့အဓိကကောင်ပွဲကတော့ Middleweight ချန်ပီယံကပတ်လူပွဲဖြစ်လက်ရှိချန်ပီယံခမ်ဇာရှီမာယက်နဲ့စင်ခေါ်သူရှောင်းစထရကလန်တို့ကရင်ဆိုင်ထိုးသက်သွားမှာပါ။ဒီပွဲမှာဒုတိယကောင်ပွဲနေရာကတော့ကျွန်တော်တို့ဖိုင်တာလေးရဲ့ပွဲပဲဖြစ်ပါတယ်။ထူးထူးခြားခြား2000ပြည့်နှစ်ပေါ်ဖိုင်တာ2ယောက်ပထမအဆုံးချိန်အရှိတောင်အာရှဘောဖိုင်တာ2ယောက်ထိတ်ထိတ်တွင်းမဲ့ချန်ပီယံကပတ်လူပွဲဖြစ်ပါတယ်ထူးထူးခြားခြားဂျိုရှွာဘန်ရဲ့ပထမဆုံးချန်ပီယံကပတ်ကာဝယ်ပွဲလေးဖြစ်လို့နေပါသေးတယ်ဒါကြောင့်မလို့တကမ္ဘာလုံးကပြည်သက်တွေကိုမြန်မာနိုင်ငံကပြည်သက်တွေကိုဂျပန်ကပြည်သက်တွေကဒီပွဲကိုစောင့်ကြည့်နေကြတာဖြစ်ပါတယ်ပြီးခဲ့တဲ့ဧပြီလမှာပွဲပြတ်သွားတော့ဆိုတကမ္ဘာလုံးကပြည်သက်တွေကစိတ်ပြတ်ခဲ့ရပါတယ်ဒီလိုချိန်မှာတော့ပွဲမပြတ်ပဲတိတိတင်းတင်းဖြစ်ပေါ်လာပါစေလို့ဆုတောင်းလိုက်ပါတယ်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာကတော့ဂျိုရှွာဘန်နဲ့တက်ဆူရိုတိုင်ရန်နဲ့ပွဲမှာပောက်ကွဲပြီးပွဲသိမ်းပြမယ်ဆိုပြီးကြုံဝါလိုက်တဲ့အကြောင်းအရာဖြစ်ပါတယ်ဂျိုရှွာဘန်ကဒီအကြောင်းနဲ့ပတ်သက်ပြီး UFC နဲ့အင်တာဗျူးမှာအခုလိုမျိုးပြောဆိုသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်အနေနဲ့တက်ဆူရိုတိုင်ရန်ကိုပောက်ကွဲပြီးပွဲသိမ်းပြချင်တာပါဘာကြောင့်လဲဆိုတော့အရင်တုန်းကအားချောင်းနေတဲ့ကောင်တွေရှိတယ်လေဒီကောင်တွေအားလုံးပါစပ်ပိတ်သွားအောင်ကျွန်တော်ကလုပ်ပြမှာပါသုံးချီထက်မကျော်ပါဘူးဆိုပြီးဂျိုရှွာဘန်ကတူတူပြက်ပြက်လေးနဲ့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာဂျိုရှွာဘန်နဲ့တက်ဆူရိုတိုင်ယာတို့ရဲ့ပွဲကလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အခိုက်အတန့်တစ်ခုကိုတော့ရောက်ရှိနေပြီလို့ပြောလို့ရပါတယ်ရုပ်ရှင်တကားနဲ့ခိုင်းနိုင်ရမယ်ဆိုဆက်ရှင်အမြင့်တက်ဆုံးကာလလိုမျိုးပေါ့ဂျိုရှွာဘန်ကတက်ဆူရိုတိုင်ယာကိုအမောက်သိမ့်မယ်တက်ဆူရိုတိုင်ယာကလည်းဂျိုရှွာဘန်ကိုလဲပြီးညှစ်ပြမယ်ဆိုပြီးတယောက်တစ်လက်ပြောဆိုနေတာတွေကတကယ်ကိုမှစိတ်ဝင်စားစရာကောင်းပါတယ်ကွင်းထဲရောက်ရင်ဘယ်ဖိုက်တာကအပြောနဲ့ဟောလက်တွေ့မှန်မှန်လုပ်ပြနိုင်မလဲဆိုတာအချင်းခုံကြည့်ကြရအောင်ပါဂျိုရှွာဘန်စပရိုက်ကင်မိုင်းမှာရန်ကောင်းတဲ့ပေါက်စာတစ်ယောက်ဖြစ်ပါတယ်တစ်ဖက်ကတက်ဆူရိုတိုင်ယာချပြန်တော့လေ ground game မိုင်းမှာတော်တော်ကိုကောင်းမွန်လွန်တာပါဒီဖိုက်တာလေးရဲ့နိုင်ပွဲတွေကိုကြည့်လိုက်ရင် ground game မိုင်းနဲ့နိုင်တာပိုပြီးများပါတယ်တစ်ဖက်ကဂျိုရှွာဘန်ကြည့်ပြန်တော့အလေးထိုးနဲ့နိုင်တာပိုပြီးများပါတယ်ဒီလိုခင်းချင်းကဒီဖိုက်တာနဲ့ထိတ်ထိတ်တွင်းမဲ့ပွဲက ground game သမားနဲ့ stand fight သမားထိတ်ထိတ်အားပြင်ရမယ့်ပွဲဖြစ်ပါတယ်ဂျိုရှွာဘန်ကိုသုံးသက်သူအချို့ကတော့ဒီပွဲမှာလည်းစိတ်ပူနေစရာမလိုဘူးဆိုတဲ့ပုံစံမျိုးနဲ့မှတ်ချက်ပေးနေကြပါတယ်။ဘာကြောင့်လဲဆိုတော့ဂျိုရှွာဘန်ရင်ဆိုင်ထိုးသက်ထားခဲ့မှုတဲ့ဂျပန်ဖိုက်တာရေဆူရီယာအမေရိကန်ဖိုက်တာကိုဒီတာတန်တို့ကတကယ်ကိုမှ ground game မှာတော်တော်လေးကိုကောင်းမွန်တဲ့ဖိုက်တာတွေဖြစ်ပါတယ်။ဒါကြောင့်မလို့ဂျိုရှွာဘန်ကိုတိတ်ပြီးစိတ်ပူစရာမလိုဘူးဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကထောက်ပြကြတာဖြစ်ပါတယ်။တစ်ဖက်ကတက်ဆူရိုတိုင်ယာအတွက်ကတော့ pressure တွေများနေအောင်ပဲထင်ပါတယ်။ဘာကြောင့်လဲဆိုတော့တက်ဆူရိုတိုင်ယာအနေနဲ့ဒီပွဲမှာမဖြစ်နေချန်ပီယံကပတ်ကြီးကိုရအောင်ယူပြမယ်ဆိုတဲ့စိတ်ကြီးကသူ့စီကိုဝင်နေမှကျင်းနေပါတယ်။ဒီဟာတွေကိုသူ့အနေနဲ့ဘလောက်အကောင်းဆုံးဖြစ်လုပ်ပြအောင်စူးစမ်းပြသွားနိုင်မလဲဆိုတာပဲရင်ခုန်စွာစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။မြန်မာကောင်ဆောင်ဖိုင်တာလေးဂျိုရှွာဘန်ကတော့သူ့ကိုအားပေးနေကြတဲ့မြန်မာပရိသတ်တွေကိုရန်ကျေးဇူးတင်တဲ့အကြောင်းမြန်မာပရိသတ်တွေကဒီလိုအားပေးလို့သူ့အနေနဲ့ခွန်အားတွေအများကြီးရှိခဲ့ရတဲ့အကြောင်းအခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။ကိုယ့်ရဲ့နိုင်ငံကိုကိုစားပြုခွင့်ရတဲ့အချိန်တိုင်းအမြဲတမ်းကျေနပ်ခဲ့ရပါတယ်။ဒါကကျွန်တော်ကပဲနိုင်ငံသားတွေအတွက်လုပ်ပေးတာမျိုးမဟုတ်ပါဘူးသူတို့ကလည်းကျွန်တော်တို့အများကြီးကိုပြန်ပေးဆက်ကြတာပါကျွန်တော်ပွဲထိုးပြီးဆိုတနိုင်ငံလုံးကတကယ်ကိုတိုက်ဝန်းနဲ့ကိုဝန်းရံကြတာပါခရစ်ယာန်တွေကဆူတောင်းပေးကြတယ်ဗုဒ္ဓဘာသာတွေကလည်းဆူတောင်းပေးကြပါတယ်အများကြီးပါပဲလူတိုင်းကနိုင်မွေးရအောင်ဝိုင်းပြီးကိုဆူတောင်းပေးနေကြတာပါဒါတွေကသူတို့အားလုံးကျွန်တော်ပေါ်ထားတဲ့မေတ္တာတရားတွေပါပဲကျွန်တော်ကိုယ်တိုင်ကခရစ်ယာန်ဆိုတော့ဆူတောင်းရတာကိုသဘောကျပါတယ်ဒီနေရာမှာမြန်မာနိုင်ငံကလူတွေအကြောင်းပြောရရင်နိုင်ငံအတွင်းမှာနေနေတဲ့သူတွေလို့ဆိုလိုတာမျိုးမဟုတ်ပါဘူးနိုင်ငံတကာကိုရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားအားလုံးကိုကျွန်တော်ကဆူတောင်းပေးကြတယ်ဆိုတဲ့သဘောမျိုးပြောတာပါဒီလိုမျိုးကျွန်တော်အနေနဲ့မမရက်တည်နိုင်တာကကျွန်တော်တို့အနောက်မှာဝန်းရံပေးကြတဲ့ကျွန်တော်ရဲ့မြန်မာပြည်သက်တွေကြောင့်ပါပဲမြန်မာပြည်သက်တွေအားလုံးကိုအရန်ချက်ပါတယ်ဒီပွဲမှာလည်းအကောင်းဆုံးပုံစံမျိုးနဲ့နိုင်ပွဲယူပြပြီးတော့ပြည်သက်တွေလိုချင်နေတဲ့ချန်ပီယံကပတ်ကြီးကိုအောင်မြင်မြင်ကာကွယ်ပြသွားပါမယ်ဆိုပြီးမြန်မာကောင်ဆောင်ဖိုင်တာလီဂျိုရှွာဘန်ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာဂျိုရှွာဘန်ရဲ့စကားတွေကိုကြားရတာတကယ်ကိုမှဝမ်းသာပီတိဖြစ်စရာကောင်းပါတယ်မြန်မာကောင်ဆောင်ဖိုင်တာလီလည်းလာမယ့်ပွဲမှာအကောင်းဆုံးပုံစံနဲ့နိုင်ပွဲရရှိပြီးကပတ်ကြီးကိုကာကွယ်နိုင်ပါစေလို့ဆန္ဒပြုရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ခင်ဗျာ
လာမယ့်နေ့ဒီမှာလည်း MMA လောကနဲ့အကစားလောကကနောက်ဆုံးရစိတ်ဝင်စားတဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေး subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာရဲ့ပြောရှင်မဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ